လက်ထဲကသပိတ်ကိုလူယူပြီးသူလောင်းထားတဲ့ကောင်းတဲ့ဆွန်းနေဆွန်းရည်တွေကိုမြောင်းနဲ့သွန်ပြက်တယ်လောင်းတော်ဘဝကတထေးသားဖြစ်ခဲ့ဘူးတဲ့တထေးသားဖြစ်တော့သူ့မှာညီမတစ်ယောက်ဖြစ်တယ်မောင်နှမ2ယောက်အရွယ်ရောက်တဲ့အခါအကိုဖြစ်သူကအိမ်အောင်ပြုတော့သူပြုလိုက်တော့သူ့ရဲ့ဇနီးနဲ့အိမ်မှာရှိတဲ့သူ့ညီမနဲ့မတည့်ဘူးတဲ့သမီးယောက်မှတကြဲကြဲရံဖြစ်ကြတပြည့်ကြဲရံဖြစ်ပြီးတော့နေကြတော့ရှင်မကသဗ္ဗရဲ့ညီမလေးကကြတော့စိတ်ပြက်လာတယ်အဲ့ဒီမှာဘာဖြစ်တော့မေးတရက်တော့ရှင်မကသဗ္ဗတို့မောင်နှမသူတို့ဇနီးမောင်နှံနေတဲ့အိမ်ပေါ့သူတို့မိသားစုအိမ်ကိုပိစိကဗုဒ္ဓတော်ဘာဆွမ်းခံကြွဆွမ်းခံကြွပြီးတော့လာတဲ့အခါရှင်မကတ္တပအလောင်းတော်ရဲ့ညီမလေးကတွေ့တော့ဟဲပိစိကဗုဒ္ဓကြီးကြွရှင်ဗျာရက်တော်မူပါဖျားတိဋ္ဌထဗန္ဒီတိဋ္ဌထဗန္ဒီပေါ့ရက်တော်မူပါဦးဘုရားဆိုတော့ပိစိကဗုဒ္ဓကြီးရက်ခိုင်းတော့ရက်နေတယ်တပိတ်လေးခဏစွန့်ပါဘုရားဆိုတပိတ်လေးတောင်းပြီးတော့မိဖို့ကြောင့်နဲ့တော့ကောင်းတဲ့စွန်းနေစွန်းရည်တွေထဲပြီးတော့မှပိစိကဗုဒ္ဓကြီးကိုကတ်တယ်ပိစိကဗုဒ္ဓကြီးကိုကပ်ပြီးတော့မှဒုတုတ်ထိုင်ပြီးတော့ထီချင်းကြီး၅ပါးနဲ့ရှစ်ခိုးပြီးတော့အဲ့ဒီကလေးမှဆူတောင်းဘာဆူတောင်းလဲလို့မေးလိုက်တော့ဤကဲ့သို့မွန်မြတ်သောစွမ်းခဲပွဲဘောစဉ်ချိုခြင်းရတာဖျားဖျားကိုလှူဒန်းရတဲ့ကောင်းမှုကြောင့်နောင်ဖြစ်လျာဘဝတိုင်းမှာတပည့်တော်အကိုမရခဲ့သို့မိုက်မဲတဲ့မျိုးသမီးရိုင်းစိမ့်တဲ့မျိုးသမီးကြမ်းထမ်းတဲ့မျိုးသမီးဒီလိုမျိုးသမီးနဲ့တော့ဘဝတန်ត្រာဘယ်သောအခါမှမဆုံးမရစေနဲ့တဲ့ဒီစုကိုတောင်းသူအဲ့ဒီရှိကိုမဲပြီးဆူတောင်းနေတဲ့ချိန်နောက်ကသူ့ကိုယ်ရဲ့အမျိုးသမီးကရအောင်မယ်ကြီးကျယ်လိုက်တာညီကငါနဲ့တော့တန်ត្រာနဲ့ချီပြီးမတွေ့ရသေးနဲ့ဆူတောင်းညီငါကြောင့်ကောင်းကောင်းသိရမယ်ဆိုပြီးပိစိကဗုဒ္ဓရဲ့သပိတ်လက်ထဲကသပိတ်ကိုလူယူပြီးသူလောင်းထားတဲ့ကောင်းတဲ့ဆွန်းနေဆွန်းရည်တွေကိုမြောင်းနဲ့သွန်ပြက်တယ်မမြောင်းတဲ့ကမကောင်းတဲ့ဘွဲ့ပုတ်တွေခတ်ပြီးပိစိကဗုဒ္ဓကြီးပြန်ကတ်တယ်စေရနာနဲ့မောဟအကြောင်းကျိုးအကောင်းဆုံးမသိဘူးလှုပ်တဲ့နဲ့မလှုပ်တဲ့နဲ့နားမလဲဘူးထွေးလုံးရစ်ပတ်ဖြစ်ကုန်တာပြောတာကဲကြီးဘာတတ်နိုင်သေးလဲတဲ့ညီလောင်းထားတဲ့ကောင်းတဲ့စွန်းတွေစွန်းရည်တွေမရှိဘူးမြောင်းတဲ့ကဘွဲ့ပုတ်တွေပိစိကဗုဒ္ဓသပိတ်ထဲရောက်သွားပြီဒီလိုမျိုးအဲ့ဒီမှာဟိုကလေးမကဟဲ့ညီအဲ့လိုမလုပ်နဲ့ညီမကျင်နဲ့ငါရိုက်ချင်ရိုက်နှက်ချင်နဲ့တတ်ချင်တတ်ပလိုက်ဘာဖြစ်လို့တော့မေးငါကဘာပါရမီမှမရှိဘူးအဲ့ဒီပိစိကဗုဒ္ဓက2သိန်းချေကဘာ3သိန်းကျင့်မှပိစိကဗုဒ္ဓဖြစ်တာပါရမီစကားလေးတွားကြတယ်ဟဲ့2သိန်းချေနဲ့ကဘာ3သိန်းငါတို့9ရက်စက္ကန့်10ရက်စက္ကန့်တလားစက္ကန့်တော့ကောင်းကောင်းနေဖို့မလွယ်ဘူးပိစိကဗုဒ္ဓ2သိန်းချေကဘာ3သိန်းတော့အကျင့်နေနဲ့ပြင့်လာရငါတကယ်တော့ပါရမီချင်းကြီးပြမမိပြီဆိုပြီးတော့အဲ့ဒီမှာအသိပြန်ဝင်လာတယ်အသိပြန်ဝင်လာတော့မှရှင်ဘုရားတပိတ်လေးခဏပြန်ဆွတ်ပါဗျာတပိတ်လေးပြန်တောင်းမကောင်းတာတွေမြောင်းနေပြန်တော့ပြီတပိတ်ကိုတန်ရှင်းစင်ကြယ်အောင်စေးပြောပြီးတော့မှအိမ်ထဲကကောင်းတဲ့သုမှုတွေထောပတ်တွေထည့်ပြီးပိစိကဗုဒ္ဓပြန်ကတ်တယ်ပိစိကဗုဒ္ဓပြန်ကတ်ပြီးတော့အဲ့ဒီမှာနေရောင်လေးထွက်နေတော့ထောပတ်တွေကအယောင်ထွက်ဖြိုဖွေးနေတဲ့အယောင်တွေကြည့်ပြီးတော့မှသူကဆုတောင်းတယ်အရှင်ဘုရားတဲ့ဤကဲ့သို့မုံမြတ်မြတ်ထောပတ်တွေကိုလှူဒန်းရတဲ့ကောင်းမှုကြောင့်သုမှုတို့လှူဒန်းရတဲ့ကောင်းမှုကြောင့်ဖြစ်လျာဘဝတိုင်းမှာတပည့်တော်ခန္ဓာကိုယ်ရုပ်စင်းဟာရွှေရောင်လိုဝင်းပြီးတော့နေပါစေနောက်တကတပည့်တော်ရဲ့ရုပ်ကိုမြင်လိုက်ရရင်ဘယ်မျိုးသားတိုင်းကမှမကြည်ဘဲကိုမနေနိုင်အောင်လှပရသည်ဒီဆုတောင်းဟောစေရနာဘာနဲ့ပေါင်းပြန်ပြီအလောဘနဲ့ပေါင်းပြန်ပြီဒီမျိုးသမီးလေးချိန်တိုလေးတွင်မှာကိုစေတနာကမောဟနဲ့ပေါင်းလိုက်အလောဘနဲ့ပေါင်းလိုက်တာပြောတာအလောဘဆိုတာလှူခြင်းနဲ့စိတ်လှူခြင်းနဲ့စိတ်ပေါင်းပြီးတော့တခါတောင်းလိုက်တဲ့စုကဘာလဲမေးသန္တရာလဲမှာလဲဖို့ပြန်ပြီးစုတောင်းတာသန္တရာပြတ်ကြောင်းသန္တရာဒုက္ခကိုသူလိုခြင်းတယ်သန္တရာပြတ်တဲ့အဲကြောင့်အန္တပုထုဇဉ်တွေရဲ့ကောင်းမှုပြုနည်းဟာကံတာအမိကံတာအဖအတ္တဒိဋ္ဌိဖြင့်သန္တရာခံစားလိုတဲ့စိတ်ကိုပဲခံစားလိုမှုကိုရှည်တန်းတင်တာလို့အတ္တနဲ့သူကပြုတဲ့ကောင်းမှုဖြစ်လို့သန္တရာလဲရအောင်မယ်လို့ဒီလိုနားလေအဲ့ဒါဘာကိုအခြေခံတယ်လဲမေးမသိမှုအခြေခံအဲ့ဒါကြောင့်ပရိစ္ဆေသမုပ္ပါကပြောတယ်မသိမှုဆိုတာအဝိဇ္ဇာပေါ့အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပဟာလိုချင်တာတက်မဲ့တာဆွဲလန်းတာတွေတတိကြီးလာတော့မယ်အဲ့ဒီမှာဆုတောင်းလိုက်တာ
တပည့်တော်ကိုမြင်ရတဲ့မျိုးသားတိုင်းကငင်းနေအောင်ကိုလှပရစေတဲ့တမျိုးလုံးအလှဆုံးဖြစ်ပြရသေးအနောက်တက်ကရွှေရောင်လို့အသားရည်ဝင်းဝါနေပြရသေးသူမြင်ရင်လည်းပဲမြင်တဲ့မျိုးသားတိုင်းကငင်းနေအောင်လှတဲ့လူဖြစ်ပြရစေဒီလိုဆူတောင်းဩမန္တဏီတို့ကြတော့မြင်တဲ့ပုဂ္ဂိုလ်ကသူ့မြင်ရင်ယူသွားအောင်ကိုလှပါစေဒီလိုဆူတောင်းတယ်နော်အဲ့ဒီမှာပိစိကဗုဒ္ဓရှင်သူမြတ်ကလည်းအိစီတံပတိတံတုံရှံခိပမေဝသမိတ်ဇတုသင်တောင်းတဲ့ဆုနဲ့ပြပါစေဒီလိုဆုပေးပြီးပိစိကဗုဒ္ဓကြီးပြန်ကြွသွားပြန်ကြွသွားတော့အဲ့ဒီမျိုးသမီးဘာဖြစ်တော့မေးလိုက်တော့တို့ပြောကြတော့ကတ္တပမြတ်စွာဘုရားလက်ထက်ရောက်တဲ့အခါဗာရဏသီမှာအလှဆုံးမျိုးသမီးလေးသူဖြစ်တယ်သူဆုတောင်းပြည့်တမျိုးလုံးကလည်းသူ့မြင်ရင်ကိုမကြည့်ပဲမနေနိုင်တော့အောင်ကိုလှတယ်ဆုတောင်းပြည့်တယ်ဒါပေမဲ့စေတနာနဲ့မောဟနဲ့ပေါင်းပြီးပိစိကဗုဒ္ဓတွေကိုဘွဲ့ပုတ်တွေခတ်လောင်းခဲ့တယ်မကောင်းမှုရှိသေးတယ်ဒါလေးပြောချင်တာတမျိုးလုံးအလှဆုံးမြင်လိုက်ရရင်လည်းမကြည့်ပဲမနေနိုင်တာလည်းသူပဲအလှဆုံးလည်းသူပဲအရွယ်ရောက်လို့အိမ်တော်ပြုမဲ့ချိန်လေးရောက်ကြရောအမျိုးသမီးကိုအမျိုးသားအိမ်ပို့တဲ့အခမ်းအနားအဲ့ဒီမှာဘာဖြစ်တုံးလို့မေးလိုက်တော့အမျိုးသားအိမ်ဘဝလည်းရောက်ရတကမဟာနန်လိုက်တာတိုင်လုံးကိုမစင်ဦးကြီးကွဲတယ်လို့နန်တို့သားကပြောတယ်ဟေးနန်လိုက်တာဘယ်ကနန်တယ်လဲရှာကြသားဆိုတို့သမီးရဲ့ခန္ဓာကိုယ်ကဖြစ်ဟောတို့သမီးရဲ့ခန္ဓာကိုယ်ကနေနန်နေတယ်ဆိုတော့ဟာဒီလောက်နန်တဲ့မျိုးသမီးတို့အိမ်ပေါ်မလာနဲ့ဒီလောက်နန်တဲ့မျိုးသမီးငါလက်မထပ်နိုင်ဘူးဒီလိုမျိုးသမီးအိမ်နဲ့မဝင်တော့နဲ့ထွက်ဆိုပြီးတော့တခါတည်းအိမ်ကနေမောင်းချခိုင်းရစေတနာနဲ့အမောဟစေတနာနဲ့မောဟပေါင်းပြီးတော့ပိစိကဗုဒ္ဓတပိတ်တဲ့မကောင်းတာတွေလောင်းထည့်ခဲ့တဲ့အကုသိုလ်အကျိုးပေးခြင်းတန်ပြီဆိုတော့တားလို့မရတော့ဘူးဒါပြောချင်တာမင်္ဂလာဆောင်မဲ့မျိုးသမီးဆိုတော့အလှပြင်ထားမှသိကြတယ်အမွှေးနဲ့သားတွေလိမ့်ကျထားမှသိကြတယ်ဒါပေမဲ့အဲ့ဒီပြုတ်ထားတဲ့ဒီဘဝမှာပြင်ထားတဲ့အလှတွေဟာအမွှေးနဲ့သားတွေဟာဟိုဘဝကပြုတ်ခဲ့တဲ့မကောင်းမှုကံကိုဖုံးကွယ်လို့မရဘူးဒါပြောချင်တာအဲကြောင့်အန္တပုထုဇဉ်တွေရဲ့ပြုတ်တဲ့ကောင်းမှုဟာဘာလဲလို့မေးရင်အတ္တဒိဋ္ဌိနဲ့တန္တရာချမ်းသာဒုက္ခကိုမျှော်မှန်းပြီးပြုတ်ကြတဲ့ကောင်းမှုဖြစ်ပါတယ်စေတနာနဲ့မကောင်းမှုနဲ့ပေါင်းပြီးတော့ပြုတ်ခဲ့တဲ့မကောင်းမှုဟာအကျိုးပေးခြင်းတန်ပြီဆိုရင်ရှောင်လွဲလို့မရဘူးလို့သူတော်ကောင်းတွေဒီလိုနားလည်ကြပါ